ဒီမိကြောင်းဘာဖြစ်လို့ဘုရားနဲ့ဆုံတာလဲဘုန်းကြီးတို့တရားဓမ္မတွေရောဘုရားနဲ့ဆုံခြင်းလားမဆုံခြင်းလားဆုံခြင်းပါဗျာဆုံစေတည်းဆုံပါလားမဆုံခြင်းတိုင်းမဆုံတော့ဘာရှိမှဆုံကုသိုလ်ရှိမှဆုံတယ်ဘာကုသိုလ်ရှိရင်လဲဒါလေးဒီလိုလိုလဲနော်ဘယ်လိုကုသိုလ်ရှိလို့ဆုံသွားတာလဲဘုရားနဲ့အဲ့တော့သူ့အတိတ်အကြောင်းကိုပြန်ကြည့်တော့သူဒီရှင်းရှင်းဘုရားရှင်တွေလက်ထက်ကနဲနဲများများသေးသေးကြီးကြီးကုသိုလ်ကောင်းမှုတွေကိုနိဗ္ဗာန်ကြီးမှလုပ်ခဲ့လို့တခါတည်းနဲနဲပဲတတ်နိုင်တယ်နဲနဲပြုလိုက်တယ်နဲနဲကုသိုလ်ပြုတယ်ပေါ့ပြုရင်ဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုဒီပြီးတော့ပြုတဲ့ဒီကောင်းမှုဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေတခါတည်းဆင်ပြေတော့များများဆဆလုပ်တယ်အဲ့ဒီခါမှာလည်းဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုဒီပြီးတော့ပြုတဲ့ကောင်းမှုဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေနဲနဲများများသေးသေးကြီးကြီးကုသိုလ်လုပ်တိုင်းဘာပဲရည်မှန်းတာနိဗ္ဗာန်ပဲရည်မှန်းတော့သူ့ရည်မှန်းချက်ကတခုတည်းပါနိဗ္ဗာန်ကိုရည်မှန်းထားတယ်တတန်နဲ့ရည်မှန်းထားတဲ့အတွက်နိဗ္ဗာန်ရောက်ဖို့ဘယ်သူနဲ့ဆုံးဘုရားနဲ့ဆုံးမှာပေါ့ရင်းရင်တခါတည်းကျုပ်မရင်သေးလို့ခုလိုမိကြောင်းဘဝလူစဉ်ဘဝနဲ့ဆုံးရင်ကုသိုလ်တွေထိုင်လို့နောက်ရတော့ပြီပေါ့နော်အဲ့ဒီလိုဒါကြောင့်ဘုန်းကြီးတို့ကလည်းနံပါတ်3ကျင့်စဉ်အခက်အခဲမဟုတ်ဘူးကုသိုလ်လုပ်တိုင်းနိဗ္ဗာန်ကြီးမှန်းပါတဲ့ကုသိုလ်လုပ်တိုင်းနိဗ္ဗာန်ကြီးမှန်းပါနော်ဘာမှမခက်တော့တဲ့အဲ့ဒါလေးတည်းတတိထားဘာဖြစ်လို့လဲလူတွေကဒီတိုင်းဆိုရင်နိဗ္ဗာန်ကြီးမှန်းတာပဲတခါတလေဘဝမှာအခက်အခဲကြုံရင်ဒီကုသိုလ်ဟာဒီအခက်အခဲလွန်မြောက်စေခြင်းနဲ့ဒီလိုမျိုးဖြစ်လာတာနော်ဥပမာတစ်ခုပေါ့ကိုမှငွေကြီးအခက်အခဲအကြက်တဲတွေဖြစ်နေတယ်မရှင်းနိုင်ရင်အဖမ်းအောင်ခံရမယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါလာကုန်ကန်ဒီထီလေးထိုးကောင်းမှုလေးတော့ဘုန်းကြီးလေးဆုံးတော့တောင်းပြီးတော့ကဲဒီကုသိုလ်ကထီပေါက်ပါစေဟောနေမှာမဟုတ်တော့လက်တော်ခက်ခဲနေဖြည့်ရှင်းဖို့မဖြစ်ဘူးဖြစ်သွားတယ်ဒါမျိုးတွေကြုံတတ်တယ်လို့ပြောတာနော်မှတ်ထားခန္ဓာရှိတဲ့ညဒုက္ခရှိခန္ဓာရှိတဲ့ညဒုက္ခရှိတယ်နော်နိဗ္ဗာန်မရောက်မချင်းဘယ်ဘဝဘယ်ခန္ဓာဘယ်တော့ကောင်းတာရရဒုက္ခမလို့ဘာဖြစ်လို့လဲခန္ဓာရှိလို့ဒုက္ခမှန်တယ်ခန္ဓာပေါ်မှာပဲတည်တာလေခန္ဓာမရှိဒုက္ခရှိကြမှာမရှိတာအဲ့တော့ခန္ဓာဒုက္ခချုပ်ရခြင်းရနိဗ္ဗာန်အဲ့ဒါကိုတတ်တန်နေဒီမှန်ဒါပေမဲ့ပုရုษစိတ်ဆိုတာခက်တာလိုချင်တရားလေးတွေ့ရင်အဲ့ဒီတစ်စိတ်ကရောက်သွားပြန်စိတ်ရောက်သွားတော့ဩဆူတောင်းတာတွေလည်းလွယ်ကုန်ဒီကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ကိုရရပါလို့ဤနောက်ပြီးပါဆက်နိဗ္ဗာန်မရမီဘဝတန္တရာကျင်လျာသည်ရှိတော်ဆိုရင်မှရှာရှည်ပါရောရှည်ခြင်းတိုင်းရှည်တာပဲဘာဖြတ်ပါလို့ညာဖြတ်ပါလို့လူကျင်အကုန်လိုက်တောင်းတာပဲဘုရားနာကြီးအောင်ဟုတ်တယ်နော်အဲ့တော့အဲ့ဟိုနိဗ္ဗာန်ကိုတော်တော်နဲ့မရတာဟာနိဗ္ဗာန်ခက်လို့မဟုတ်ရှာရှည်လို့ဘာရှည်လို့ရှာရှည်လို့နိဗ္ဗာန်မရမီဘဝတန္တရာကျင်လျာသည်ရှိတော်ဆိုဖြစ်ချင်တာတွေလိုက်တောင်းတော့အဲ့ဒီတဏှာကတောင်းတတာမှန်တယ်ဗျလိုက်ဖြစ်နေတဲ့နိဗ္ဗာန်နဲ့တော်တော်နဲ့မရောက်တော့ဝေးသွားတာတကယ်တမ်းကျတော့နိဗ္ဗာန်တော့ကောင်းတဲ့အရာမှမရှိတာဟုတ်တယ်နော်အဲ့နိဗ္ဗာန်ကိုသူတောင်းနိုင်မပြီးလက်ပြီးလားပြီးပါဗျာဘယ်ချမ်းသာဘယ်တော့ချမ်းသာလဲပြောခန္ဓာရှိတော့ဒုက္ခကိုရှိတယ်ဒုက္ခလုံးဝတော့နိဗ္ဗာန်ချမ်းသာတစ်ခုပဲရှိတယ်လောကမှာအဲ့တော့အဲ့ဒုက္ခကိုဒုက္ခအပြီးတိုင်လွတ်တဲ့နိဗ္ဗာန်ကိုတောင်းရမယ်အစားဟိုဖြစ်ချင်မြင်တွေ့နေတဲ့တဲ့ကိုဖြစ်နေတာတွေရှောက်တောင်းတော့မိဘမဆုံးမဆုံးဖြစ်ကုန်အဲ့ဒါတန္တရာရှိတာအဲ့ဒါကြောင့်တန္တရာရှိတာဘာရှိလို့ရှာရှိလို့နော်အမှတ်တာရှာမရှိနဲ့ရှေ့ကလူကြီးတွေပြောတယ်နေရှာမရှိနဲ့မပြောနဲ့ပြောတာအဲ့ဒါကြောင့်ပြောတာနော်ရှာမရှိနဲ့ရှာရှိရင်တန္တရာရှိရော